ငါဟာနံပါတ်1သချင်းတွေလည်းရေးခဲ့ပြီးစင်လာကိုဖောက်ထွက်တော့သချင်းတွေလည်းပေးခဲ့ပြီးချင်းတွေကြောင့်ချစ်ခံမုန်းခံယုံခံရင်နိုင်ငံတော်ကြီးရဲ့အဝေးစီထွက်ပြေးခဲ့ပြီးစိတ်နှလုံးသားထွက်လာတာဘာတန်လဲတွေ့ကြုံတွေအားလုံးကိုပြောင်းလဲခဲ့တဲ့ကာယံနဲ့ငါမုန်းတဲ့ယာရီအတွက်တော့ငါစာသားတွေကမာထန်စမဲ့ချစ်ရသူများအတွက်ငါဘက်ကယူလောင်တဲ့ကြပြဆန်စဲလီလိုမိုလိုလူတွေကြားတဲ့တစ်ခါတလေမှာလောကကြီးကြောင့်ဘာမှနားမလဲချို့လူတွေကဂီတာတီးပြီးတော့ချင်းဆိုပြဖို့တော့ပုံမတန်တော့လဲအဲဂီတာနဲ့ခေါင်းကိုရိုက်ခွဲပြလိုက်ဖို့ပဲကြံတော့တယ်ခွင့်လွတ်ပါမင်းစိတ်ကိုမကြည်လင်စေလဲအရင်နှင်းစီလို့တချင်းတီးဖို့စီစဉ်နေတဲ့သွေးစာနေတဲ့သမိုင်းနဲ့ပြုတ်ကြမှုရဲ့ကြားဘူးတာလူငယ်ဆိုတာလူကြီးတွေလှုပ်တဲ့အတိုင်းမလှုပ်ရဘူးတဲ့ပြီးခဲ့တဲ့ဇလန်းတွေလည်းမရှင်းကျင်ပါဘူးအမောင်ထဲပါနေဖို့ဘယ်သူမှယူပြီးလင်းမဝင်လာဘူးတချင်းလင်ကနဲ့ခစ်ကိုထွင်းခြင်းုံတတ်ပဲနားလေပေးခြင်းမပေးခြင်းကတော့မင်းကျင်တာမှုအဖြစ်ဆိုးနှစ်တည်းရဲ့မေးခွန်းတွေဖြေဖို့မလို့ခေချိုးခေချေတဲ့အရေးကြီးတာမသိအောင်နေဖို့ပဲပြိုသွားတဲ့အိမ်မက်တွေကိုဥယျာဉ်ထဲမှာမြေကိုပဲပြဆဲလူဒုက္ခတွေကလူတယောက်ကိုကောင်းကောင်းရွယ်ရောက်စေဖို့ပဲယုံကြည်ချက်တစ်ခုရဲ့နဲ့ခရီးနဲ့သွားဘူးနောက်ဆုံးကြတော့လည်းငါဟာမဆိုးလို့စီးပြင်ကလူဖြေလျော့ပစ်လိုက်တဲ့ကြိုးတွေကငါလက်ဘေးမှာငိုကြွေးနေကိုလွတ်ပစ်လိုက်တဲ့စီလေးကြိုးလေးတွေကိုလက်နှစ်တည်းအနာတရားပဲဆုံးရှုံးခဲ့ခြင်းတွေသာများဒါဘဝဘာမှမမြဲခုခေတ်ချင်းတွေကဟာတာပဲရင်နဲ့မထူနိုင်တော့ထူးအိမ်တင်းနဲ့စိုးလွန်လွင်ကိုနှိုးလိုက်တော့